ကာကွယ်ခြင်းကကုသခြင်းထက်ပိုကောင်းတယ်လို့ဆိုကြသလိုပဲနေမကောင်းဖြစ်မှစိတ်ကုသမှုမျိုးခံယူတာထက်ပုံမှန်လေးစစ်ပြီး Barbara International ဆေးရုံမှာလိုအပ်တာတွေကိုအဖြေရှာဖို့ကျမအခုရန်ကုန် International Medical Services ရဲ့ရုံးကိုရောက်နေပါပြီ။ Barbara International ဆေးရုံဆိုတာအားလုံးသိကြတဲ့အတိုင်းပဲထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကြီးဆေးရုံဖြစ်ပါတယ်။ရန်ကုန် International Medical Services ဆိုတာမြန်မာနိုင်ငံမှာ Barbara International ဆေးရုံရဲ့တဦးတည်းကိုယ်စားလှယ်ဖြစ်ပြီးရန်ကုန်မြို့နဲ့မြန်မာနိုင်ငံရဲ့အခြားမြို့ကြီးတွေမှာလည်း YIM ရုံးခန်းအခွဲတွေလည်းဖွင့်လှစ်ထားပါတယ်။ထိုင်းနိုင်ငံတည်သွားပြီး Barbara ဆေးရုံမှာဆေးကုသရင်လည်းမကုသခင်တိုင်ပင်ဆွေးနွေးလို့ရတဲ့ချိန်ကစလို့ကုသနေစေရောကုသပြီးစီးသွားတဲ့အခါမှာအချိန်မရွေး YIM ရုံးခန်းရဲ့ဆရာဝန်တွေနဲ့ယောဂရဲ့အကြောင်းအသေးစိတ်ကစားဆွေးနွေးလို့ရတော့ပိုပြီးစင်ပြေတာပေါ့အခုလို YIM ကအဆအဆရရတာဝန်ယူဆောင်ရွက်ပေးနေတာ2006ခုနှစ်ခန့်ဖြစ်ပါတယ်YIM နဲ့ Barbara International ဆေးရုံတို့ပူးပေါင်းပြီးမြန်မာနိုင်ငံကလူနာတွေအဆင်ပြေချွတ်မွေ့သွားအောင်လို့ရန်ကုန်မှာပြည့်စုံသောဝန်ဆောင်မှုတွေရရှိနိုင်တဲ့ Barbara Clinic ရန်ကုန်ကိုလည်းဖွင့်လှစ်ထားပါတယ်အခုဆိုလို့ရှိရင်ဘန်ကောက်ကိုရောက်ပါပြီ။လေးစိတ်မှာရှိတဲ့ BIH ရဲ့ check-in counter လေးမှာ shuttle bus စီးဖို့အတွက် check-in လေးလုပ်လိုက်ပါအောင်မယ်နော်။ဘာဘွန်ဘရက်လူနာရေးဆိုလို့ရှိရင်ဒီ counter လိုက်ဖို့ပေးမယ် shuttle bus ကိုပြင်ဆင်ပေးထားပါတယ်။ဟိုတယ်ကဆေးရုံနဲ့ဝေးနေတယ်ဆိုရင်တော့ကို့အစီအစဉ်နဲ့ကိုသွားလို့ရပါတယ်။ဒါကတော့ YIM ဘန်ကောက် office မှာဆေးရုံရဲ့အနောက်ဘက်စွာဝိုင်းမှာရှိတော့လူလေးသိမ်းရှိဝန်ဆောင်မှုပေးနိုင်ပါတယ်။ဆေးဘက်ဆိုင်ရာညှိနှိုင်းဆောင်ရွက်တဲ့အခါမှာကူညီပေးဖို့အတွက်မြန်မာဆရာဝန်တွေလည်းရှိပါတယ်။ထိုင်းနိုင်ငံအတွင်းဆေးဝါးကုသမှုခံယူနေစဉ်အတွင်းမှာလည်းဆေးရုံရဲ့အနီးနားတစ်ဝိုက်မှာရှိတဲ့ဟိုတယ်တွေအပါတ်မန့်တွေကိုငှားရမ်းပေးတဲ့ဝန်ဆောင်မှုတွေကိုလည်းပြုလုပ်ပေးနေပါတယ်။ဒါ့အပြင်လေလက်မှတ်အသွားပြန်တွေကိုလည်းစီစဉ်ပေးထားတော့ဆေးကုသမှုနဲ့ကျန်းမာဖို့အတွက်ပဲအာရုံစိုက်ထားနိုင်တာပေါ့။နိုင်ငံတကာအဆင့်မီဘာဘွန်ဘရက်ဆေးရုံရာကမ္ဘာအဆင့်မီကျန်းမာရေးစောင့်ရှောက်ကုသမှုတွေနဲ့လူနာအဓိကဦးစားပေးဝန်ဆောင်မှုတွေကြောင့်နာမည်ကြီးတဲ့ထိုင်းနိုင်ငံရဲ့ပထမတန်းစားထိပ်တန်းဆေးရုံတစ်ခုဖြစ်ပါတယ်။ဒီဆေးရုံကြီးကအရှေ့တောင်အာရှမှာအကြီးမားဆုံးသောဆေးရုံများထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်လို့အမေရိကန်အခြေစိုက် JCI အဖွဲ့မှအတိမတ်ပြုခြင်းကိုရရှိထားတဲ့အာရှရဲ့ပထမဦးဆုံးသောဆေးရုံကြီးဖြစ်ပါတယ်။လူနာအဓိကဦးစားပေးဝန်ဆောင်မှုဆိုတဲ့နေရာမှာဆေးရုံမှာဆေးကုသနေစဉ်ဘာသာစကားခက်ခဲမရှိအောင်မြန်မာဘာသာပြန်ဝန်ဆောင်မှုတွေရှိတဲ့အပြင်မြန်မာနိုင်ငံသားဆရာဝန်တွေလည်းရှိတာဆိုတော့ဘာသာစကားအခက်ခဲအတွက်လုံးဝစိတ်ပူစရာမလိုဘူးနော် Visa extension လုပ်ဖို့လိုအပ်လာခဲ့လို့ရှိရင်လည်းဘာဘွန်ဘရက်ဆေးရုံဘက်မှစီစဉ်ဆောင်ရွက်ပေးတာဖြစ်လို့လွယ်လင့်တကူ Visa extension ကိုရရှိနိုင်ပါတယ်။ဘာဘွန် Grab ဆိုတာလူသားများတွေကာကွယ်ဆောက်ရှောက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ကျွန်မအခုရောက်ရှိနေတာကတော့ဘာဘွန် Grab ရဲ့ Women Center ပဲဖြစ်ပါတယ်။မိရဲ့ယောဂနီသားဖွားမိရဲ့ဆောက်ရှောက်မှုအထိအမျိုးသမီးများယောဂအခြေအနေအမျိုးမျိုးတွေအဆင့်မြင့်ကုသမှုများလှုပ်ဆောင်ပေးလျက်ရှိပါတယ်။အမျိုးသမီးတွေမှာအသက်အရွယ်ပိုင်းခြားလိုက်မတူညီတဲ့ကျန်းမာရေးလိုအပ်ချက်တွေရှိပါတယ်။အဲ့ဒီထဲမှာကင်ဆာယောဂါကိုပုံမအထူးသတိပြုဖို့လိုအပ်ပါတယ်ရှင်။ကာကွယ်ခြင်းဟာကုသခြင်းတဲ့ပိုကောင်းတယ်ဆိုတဲ့အတွက်ကင်ဆာယောဂါဆိုတာစောစောသိပြီးစောစောကုသမယ်ဆိုရင်ပျောက်ကင်းမှုနဲ့သက်ရှိကျန်းမာဖို့အတွက်ပိုပြီးဖြစ်နိုင်ခြင်းများပါတယ်။နောက်ကျမှသိရင်ကုသမှုနှောင့်နှေးနိုင်တာကြောင့်ဒီယောဂါကြီးကိုကိုယ့်ဘက်ကလက်ဦးမှုရယူပြီးတော့နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးချက်တွေပြုလုပ်ပြီးကင်ဆာအကျိတ်စစ်ဆေးခြင်းတွေကိုပြုလုပ်သင့်ပါတယ်။ဒါ့အပြင်ကျန်းမာတဲ့ဘဝနေထိုင်မှုကိုလိုက်နာနိုင်မှလည်းယောဂဖြစ်ပွားနိုင်ခြင်းကိုလျှော့ချနိုင်မှာပါ။ဘာဘွန်ဂရက်မှာ2000ခုနှစ်ခန့်ကအရှေ့တောင်အာရှရဲ့ပထမဆုံးဖြစ်တဲ့ Vital Life လို့ခေါ်တဲ့သက်ရှိကျန်းမာခြင်းဆိုင်ရာစင်တာကိုဘန်ကောက်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီဖွင့်လှစ်ထားတဲ့25နှစ်သက်တမ်းအတွင်းမှာလည်းဂုဏ်သတင်းကြီးမားတဲ့နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များစွာကိုလည်းရရှိထားပါတယ်။ဒီ Vital Life Center ဆိုတာသက်ရှိကျန်းမာခြင်းနဲ့အလားပါဆိုင်ရာဝန်ဆောင်မှုများကိုရရှိနိုင်တဲ့နေရာပဲဖြစ်ပါတယ်။ဒီစင်တာမှာကိုရင်းအင်္ဂါတို့ရဲ့လက်ရှိသက်တမ်းအစစ်မှန်ကိုစစ်ဆေးပေးနိုင်ပြီးဇီဝအသက်စစ်ဆေးခြင်းဟော်မုန်းနဲ့ဗိုက်တာမင်ပမာဏတို့ကိုစစ်ဆေးပေးခြင်းအိုမင်းရဲ့ရောင်မှုကြောင့်ဖြစ်တတ်သောမှတ်ဉာဏ်ချို့ယွင်းခြင်းအဆုတ်ကင်ဆာနဲ့နှလုံးရောဂါစသဖြင့်အနာဂတ်ကျန်းမာရေးအန္တရာယ်နဲ့ဖြစ်နိုင်ခြင်းများကို
ကြိုတင်ခက်မှန်စစ်ဆေးပေးခြင်းစသဖြင့်ကိုယ်ခန္ဓာကိုယ်အတွက်ကိုယ်တွင်းနာမကပြင်ပတွင်ပြင်ဆိုင်ရာပြန်လည်သက်ဝင်ကျန်းမာခြင်းများကိုရရှိစေဖို့ကူညီပေးပါတယ်။ဒီနေ့လည်းကျွန်မ Vitalite မှာဟော်မုန်းသက်ဆောင်တဲ့နဲ့ vitamin တွေကိုစစ်ဆေးဖို့လာခဲ့တာပါ။ဒီမှာ Netflix တို့ Spotify တို့လိုပဲနှစ်စဉ် subscription ယူလို့ရတဲ့အစီအစဉ်လည်းရှိပါတယ်။ 1 year subscription program Vital လို့ခေါ်တဲ့သက်ရှည်ကျန်းမာခြင်းအစီအစဉ်ပေါ့။သက်ရှည်ကျန်းမာဖို့အတွက်ဆိုရင်တစ်ခေါက်ထင်းနဲ့မလုံလောက်ဘူးလေ။အများအစင်တစိုက်ထိန်းကြီးပြုပြင်မှုတွေလုပ်ရမှာပေါ့။ဒီ Vital program ဟာဆိုရင်ဆရာဝန်တွေဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ကျန်းမာရေးနည်းပြတွေစီကနေကျန်းမာရေးဆောက်ရှောက်မှုများကိုတစ်နှစ်ပတ်လုံးအနီးကပ်ရရှိနိုင်ပါတယ်။ပြီးတော့မိမိရဲ့ကျန်းမာရေးဆိုင်ရာအချက်လက်တွေဖြစ်တဲ့နေ့စဉ်လှုပ်ရှားမှုနှလုံးခုန်နှုန်းအိပ်စက်မှုမှတ်တမ်းဒါတွေကိုမှတ်တမ်းယူတဲ့ IoT လို့ခေါ်တဲ့ Apple Watch လိုမျိုးကျန်းမာရေးအထောက်အကူစက်ပစ္စည်းတွေနဲ့ဒီ program ထဲမှာချိတ်ဆက်နိုင်တာမို့လို့ကိုယ့်ရဲ့ကျန်းမာရေးအချက်လက်တွေပေါ်မူတည်ပြီးသက်ရှည်ကျန်းမာအောင်ဆရာဝန်တွေကျန်းမာရေးကျွမ်းကျင်ပညာရှင်များကတစ်နှစ်ပတ်လုံးစောင့်ရှောက်ပေးမှာပဲဖြစ်ပါတယ်။တစ်နှစ်ပတ်လုံးအစီအစဉ်မို့လို့အမြဲလာစရာမလိုပါဘူးနော်။ကိုပေးနိုင်တဲ့အချိန်စရာပေါ်မူတည်ပြီး program ကိုလည်းဒီဇိုင်းဆွဲပေးပါတယ်။ International client တွေအတွက်လည်းတစ်နှစ်မှာ2ခေါက်လောက်ပဲလာရင်လုံလောက်တာမို့ကျန်တဲ့ရဲ့ချေကိုပြန်လည်ပြသတဲ့အခါမှာလည်း telemedicine လို့ခေါ်တဲ့ online ကနေဆွေးနွေးတဲ့နည်းလမ်းကိုသုံးပြီးအလွယ်တကူဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်နိုင်တယ်လေ။ကာကွယ်ခြင်းကကုသခြင်းထက်ပိုပြီးကောင်းတာလို့သက်ရှိကျန်းမာလှပတဲ့ဘဝကိုဘာဘွန်ဂရက်နဲ့ရှောက်လန်းလိုက်တော့နော်။